မင်္ဂလာပါရှင်မန္တလေးမြို့တွင်ဂိမ်းဝတ်ဆံပေတော်မူသောမဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားရှေးစင်လာမပြတ်မျက်နှာသိရောင်တော်ဖွင့်ခြင်းနှင့်စွမ်းတော်ရည်တော်များဆက်ကပ်လူဒန်းခြင်းအလူတော်အားမြန်မာတက္ကသိုလ်1388ခုနှစ်ပထမဝါဆိုလပြည့်နေ့နနက်4:30အချိန်မှစတင်ပြီးနေ့စဉ်ကောင်းမှုကုသိုလ်များဆောင်ရွက်ပြုလုပ်လျက်ရှိတဲ့တဲ့ရင်ကိုမန္တလေးမြို့တော်စီပင်သားရေးကော်မတီတဲ့ရုပ်သံထုတ်ပြန်ရေး MTY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်မဟာမုနိရုပ်ရှင်တော်ကြီးဟာကဘာကလေးစားကြည်ညိုရသောသမိုင်းဝင်ရုပ်ပွားတော်တစ်စုဖြစ်တဲ့အပြင်မန္တလေးမြို့ကျက်တည်ဆောင်မြန်မာပြည်သူပြည်သားအလုံးတွေအထင်ကရဖရာကြီးတစ်စုလည်းဖြစ်ပါတယ်1992ခုနှစ်ဘိုးတော်ဘုရားလက်ထက်ပထမရွှေအေးဆောင်ဆရာတော်ဗဒ္ဒန္တဩဘာသဓမ္မသည်မဟာမုနိဖရာကြီးရဲ့မျက်နှာသစ်တော်ကိုစတင်ဆောင်ရွက်ခဲ့တာယခုဆိုရင်235နှစ်တိုင်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်နေ့စဉ်မျက်နှာသစ်တော်တစ်တံပူကတ်ရောင်တော်ဖွင့်စသောနေပတ္တပြုမြဲဆက်ကပ်ခြင်းဟာကတ်လူခဲ့ကြပြီးကတ်လူမှုစတင်ချိန်မှပြီးဆုံးချိန်ထိအများပြည်သူပူဇော်ကြည်ညိုနေရန်မဟာမုနိဖရာကြီးဂောပကဖွဲ့ Facebook page မှာထုတ်လင်းပြသခဲ့ပါတယ်။မန္တလေးငလင်ကြီးဖြစ်ပွားပြီးတဲ့နောက်မှာပြုပြင်မှုများဆောင်ရွက်နေရသဖြင့်မျက်နှာသစ်တော်ကြီးတံပူကတ်ရောင်တော်ဖွင့်စသောနေပတ္တပြုမြဲလှူဒန်းမှုအထူတော်တွေကိုနေ့စဉ်မဆောင်ရွက်နိုင်မဲနဲ့လပြည့်နေ့နဲ့လကွယ်နေ့နှစ်ရက်သာဆောင်ရွက်ပြီးတော့ live လွှင့်ပြသခဲ့ပါတယ်။ယခုအခါမှာမဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာနေ့စဉ်နေ့တိုင်းမျက်နှာတော်သစ်တံပူကတ်ရောင်တော်ဖွင့်စသောနေပတ္တပြုမြဲလှူတော်နှင့်ရေတော်စွန်းတော်ပန်းတော်ဆက်ကပ်လှူဒန်းခြင်းကိုလည်းနေ့စဉ်နံနက်4:30အချိန်မှာလှူဒန်းပူဇော်သွားကြမှာဖြစ်ပါတယ်။မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာဖူးမြော်ကြည်ညိုလိုသောအပိသက်များအနေနဲ့နေ့စဉ်နံနက်4:00မှာစတင်ဝေရောက်ဖူးမြော်ကြည်ညိုနေရန်ဆောင်ရွက်ခြင်းနှင့်မလာရောက်နိုင်သောပုဂ္ဂိုလ်များအနေနဲ့လည်းမြည်သည့်နေရာဒေသမှမဆိုဖူးမြော်ကြည်ညိုနိုင်စေရန်ရည်ရွယ်ပြီးတော့24:00 live ထုတ်လွှင့်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ဖျားကြီးကောပါဘွဲ့အနေနဲ့24နာရီဖူးမြော်ကြည်ညိုနိုင်ရေးအတွက်26လ2026ရက်နေ့ကစတင်က YouTube Channel မဟာမုနိဘဂိုးဒါမှ24နာရီ live လွှင့်ပေးထားပြီးဖြစ်လို့မြည်သည့်နေရာမှမဆိုဖူးမြော်ကြည်ညိုနိုင်ကြပြီဖြစ်ကြောင်းပြောကြားလိုပါတယ်